ကနေ့ကျွန်တော်ဝင်ငှမဲ့တရားဒေသနာရဲ့ခေါင်းစဉ်ကတော့မေတ္တာပွဲဖြစ်ပါမေတ္တာပွဲဖြစ်တယ်ကျမ်းပိုက်ကိုကျွန်တော်တို့ကြည့်ရအောင်တိတုဩဝါဒစာအခန်းကြီး3အငယ်4မှာတိတုဩဝါဒစာ3အငယ်4မှာငါတို့ကိုကယ်တင်တော်မူသောအရှင်ဖယားသခင်၏စေတနာတော်နှင့်လူတို့ကိုချစ်တော်မူသောမေတ္တာတော်သည်ပေါ်ထွန်းသောအခါငါတို့ကျင့်သောဖြောင့်မတ်ခြင်းအကျင့်အဖြစ်မဟုတ်ဘဲမိမိသနာခြင်းဂရုဏာတော်နဲ့အညီကျွန်တော်တို့ရဲ့အသက်တာကိုကယ်တင်တယ်ဆိုပြီးတော့ဆက်ပြီးရေးထားပါလေအဲ့ဒီတော့ဖယားသခင်ရဲ့စေတနာတော်နဲ့လူတို့ကိုချစ်တော်မူသောမေတ္တာပေါ်ထွန်းတယ်ကျွန်တော်တို့ကနေ့ကိုယ်ွယ်နေတဲ့ဖယားဟာဖန်ဆင်းရှင်ဖယားရှင်ဖြစ်ပါတယ်စัจ java လာမုံမြေတောတရိษံတွေမြေချောင်းအိမ်တွေမှဆိုင်၍လူမျိုးတကားကိုဖန်ဆင်းတဲ့ဖယားရှင်ဖြစ်ပါတယ်ဒီဖယားသခင်ရဲ့မေတ္တာပေါ်ထွန်းလာတယ်ဆိုတဲ့အခါမှာဖယားရဲ့မေတ္တာကဘယ်နည်းအားဖြင့်ပေါ်ထွန်းလာသလဲဆိုရင်ကယ်တင်ရှင်သခင်ယေရှုခရစ်တော်အားဖြင့်ပေါ်ထွန်းလာပါတယ်ဒါကြောင့်ဖယားရဲ့ချစ်ချင်းမေတ္တာဟာသခင်ယေရှုဖြစ်ပါတယ်သခင်ယေရှုဟာဖယားသခင်ရဲ့ချစ်ချင်းမေတ္တာဖြစ်တယ်သူကိုယ်တိုင်ချစ်ချင်းမေတ္တာဖြစ်တယ် God is love ဖယားဟာမေတ္တာဖြစ်ကမ္ဘာနဲ့အဝမ်းမှာထိုဖန်ဆင်းရှင်ဖယားကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကိုယုံကြည်သက်ဝင်တဲ့သူတွေကဒီဇင်ဘာ25ရက်ဖယားသခင်ဒီလောကကိုကြွလာတယ်မွေးဖွားလာတယ်မေတ္တာပေါ်ထွန်းလာတဲ့နေ့အနေနဲ့တတ်မှတ်ပြီးတဲ့အခါမှာပွဲဒီကဘာနဲ့အဝမ်းမှာခဏကျင်းပနေတဲ့အချိန်လေးဖြစ်ပါတယ်အဲ့တော့ပွဲဒီဆိုတာကလူတိုင်းကြိုက်တာလူတိုင်းကြိုက်တယ်ပွဲဆိုတာလူတိုင်းကြိုက်တယ်သို့တော့ခဏကျွန်တော်တို့လုပ်တဲ့ခရစ်ယာန်တွေခရစ်မတ်ပွဲဟာနှစ်မျိုးရှိတစ်မျိုးကတော့ဖယားမကြိုက်တဲ့ပွဲဖြစ်ဖယားမနှစ်သက်ဘူးကျမ်းစာကလည်းပြောပါဒါကြောင့်ပထမကျွန်တော်တို့ခရစ်ယာန်တွေလုပ်တဲ့ပွဲတွေမှာဖယားဘာကြောင့်မကြိုက်တယ်လဲဆိုတဲ့အကြောင်းလေးတွေကိုကြည့်တဲ့အခါမှာဟေရှာယအခန်းကြီး1အငယ်14မှာ